မင်္ဂလာပါရှင် Lucky Channel ကနေကြိုဆိုပါရစေဒီ Channel ကနေတစဉ်နေ့စဉ်ဘဝမှာကံကောင်းဖို့အတွက်အထောက်အကူဖြစ်စေမယ့်အကြောင်းအရာကောင်းတွေရိုးရာရှုဝတ်နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့တန်ရှင်းစိန်ဆန်ကြက်အုပ်20လုံးတဲအုပ်အတူတစ်လုံးနဲ့ရှေးဟောင်းလက်ယုံတန်သို့မဟုတ်ကျေးမုံတို့ကိုသုံးပြီးရိုးရှင်းတဲ့ပူဇော်ပတတ်မှုတစ်ခုကိုပြုလုပ်ကြရအောင်ဒီအတိုင်းလိုက်လို့ကြည့်ပါဘဝပြောင်းသွားလိမ့်မယ်လာပြီးဗီဒီမမေးစရာမလိုတော့ဘူးနော်နှစ်ပစ္စည်းမချမီအဆင့်မန်တန်တိုတပု3ချိန်ရွရမယ်10မိနစ်ခန့်စာနဲ့ကြအိုးတွေကိုမချမီမှာမိဘိုးချောင်တဲကတန်ရှင်းပြီးတင့်တော်တဲ့နေရာတစ်ခုကိုရှာပါလက်ယုံတံကိုကင်ထားပြီးမန်တန်ကပုတ်ကို3ချိန်ရွရမယ်အုံမအပါဝနဘာချာလာအနိတမောဣမန်ပရိကပနံဟောတုမြန်မာလို့ဆိုရင်အိုဤပစ္စည်းများတွင်ကံကောင်းခြင်းဤစွမ်းအားများတည်ရှိပါစေအတက်ကိုအောင်ထားပြီးမင်္ဂလာရှိစွမ်းအားကိုအာယုံဆိုင်စူးစီးကပစ္စည်းတွေကိုစွမ်းအားသွင်းဖို့မိနစ်9ခန့်အချိန်ယူပါဒီအတိုင်း3ချိန်အပြည့်ပြုလုပ်ပါ3ပစ္စည်းများချထားခြင်း20ကနေ30စက္ကန့်စွမ်းအားသွင်းပြီးသွားရင်တန်ချင်းစိန်စံကိုချင်းနှောင်ထဲမှာကြက်အို20လုံးဒဲအိုးအတူနဲ့လယုံတန်တို့ကိုထားပါထို့နောက်ဒီပစ္စည်းများရဲ့အပေါ်မှာလယုံတန်ကို2ကြိမ်3ကြိမ်ခန့်လွှတ်မြောက်ပြတာပြီးစွမ်းအားထပ်သွင်းပေးပါတခြားသောကိရိယာတွေကိုအစဉ်ပြေသလိုသုံးဆွဲနိုင်ပါတယ်ဒီပစ္စည်းတွေဟာတင့်ရဲ့ကံကောင်းခြင်းနဲ့အတူမင်္ဂလာစွမ်းအားတွေစုဝေးလာမှာဖြစ်ပါတယ်4ပါဠိမန်တန်ကို10ခါရှိခို plus အထက်1မိနစ်2မိနစ်နောက်တစ်ခုကပါဠိမန်တန်ကို10ခါရွတ်ဆိုရမှာပါပါဠိလိုရွတ်ပြမယ်အတူကာလအာမနီကံကြက်ရကြည်တံအနာတံနိမနံအဟန္တေအထက်ကကံကောင်းခြင်းဤစွမ်းအားသည်ကျွန်ုပ်တို့အိမ်တော်စုမှာတိုးပွားပါစေအလို့အတိုင်းချောမော့ပါစေစားရည်ရက်ခါပေါမြပါစေကောင်းစွာအသုံးပြုနိုင်ပါစေဘဝငွေကြီးမခတ်ခဲပါစေရွတ်ဆိုရင်တင်ဘဝတဲ့ကကံကောင်းခြင်းတွေအရာရာပေါင်းခြင်းတွေကိုစိတ်ကူးကြည့်ပါမန္တန်ရွတ်တိုင်စွမ်းအားပိုတိုးအောင်လယုံတန်ကိုသုံးပါ6ဗီဒီယိုပိတိုင်းချင်း15ကနေ20စက္ကန့်ဒီရိုးရရှိုးဝတ်နီလန်းကိုအပတ်စဉ်တစ်ဖက်မှန်မှန်လုပ်ကြည့်ပါတင်းဘဝချမ်းသာဒုက္ခနဲ့ပြည့်စုံမှအသေးကြပါတယ်ဒီလိုနီလန်းကောက်လေးတွေအပတ်စဉ်ရဖို့ Lucky Channel ကိုကျေးဇူးပြုညင် Subscribe လုပ်ထားလိုက်ပါနော်လယုံတန်နဲ့အတူမန်တန်စွတ်ပါတင်းဘဝကြွယ်သားချမ်းသာပြီးစားဝတ်နေရေးပြည့်စုံကငွေကြေးမခက်ခဲတော့ဘူးနော်ကျေးဇူးတင်ပါတယ်နောက်ဆုံးမှာကျေးဇူးရှင်စင်ကြီးမင်းရဲ့စကိုင်းနယ်ပဲညီကုန်းချုပ်လိုက်တာအောင်လူတိုင်းကံကောင်းကြပါစေရှင်